ညီမလေးဒီပုံသေးလေးနဲ့ဝှချင်လို့မမထမိန်အနက်ကလေးရှာပေးပါချုပ်ပြီးသားတဲ့ရှိနေယူခဲ့ကြမှာနော်အနက်ကလေးဒါနဲ့လိုက်လို့လားဒါလေးလားအမမဘိုးတော်ဝတ်တဲ့အနက်နဲ့အဲ့စမမတွဲဝတ်ကြည့်မယ်နော်ချုပ်ပြီးသားလေးအဲ့စမမဝတ်ကြည့်မယ်ပွဲတော်ဝတ်ထားတဲ့အနက်ကလေးနဲ့ပဲပြန်ပြီးတော့တွဲပြီးဝတ်လိုက်ပါမယ်ရှင်ချုပ်ပြီးသားအစင်လေးရှိတဲ့ဟာလေးနဲ့အနက်ကလေးဝတ်လိုက်တော့လာဝါတယ်ချက်ပါရှင်ဒါလေတောင်လေးမှာမှဒီမှာ dripping လေးပေါ့နော်ချင်းလုံးလေးမှာ crystal လေးတွေနဲ့ဒီမှာအရန်လှတော့ပါရှင်စိုက်ကတော့ medium လက်စိုက်80ဆိုပြီး3စိုက်ဖက်ပါပြီရှင်အယောင်လေးတွေကအဖြူလေးရှိမယ်နက်ပြာလေးရှိမယ်ဗေဒါလေးရှိမယ်အသားရောင်လေးရှိမယ်ရှင်အယောင်လေးတွေလည်းအစုံဖက်ပါပြီရှင်မမကြီးကတော့ချိတ်လုံကြီးကတော့ပေါ့နော်အမဲဒီဇိုင်းကတော့အများကြီးရှိပါတယ်ဒါတော့ဒီဇိုင်းအဟောင်းလေးဟိုမမကြီးဝတ်တဲ့တုန်းကဝတ်ထားတဲ့ဟာလေးပြန်ဝတ်လိုက်တာချုပ်ပြီးသားအတင်းရှိတယ်။နောက်ကတော့ဒီလိုရှင်းရှင်းလေးပဲရှင်။နောက်ကတော့တင်ပြီးအေး။ရန်လာ